ဖွားဦးဟာငါရှင်ကိုဓာတ်နဲ့ခုတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲထူးဆန်းစွာနဲ့ငါရှင်ကချက်ချင်းဆိုသလိုငိုကြွေးပါတော့တယ်အဖွားရဲ့ကျေးဇူးပြုပြီးကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ဇနီးကအခုလေးတင်မိဖွားတော့မလို့ပါကျွန်တော်ကိုလွတ်ပေးမယ်ဆိုရင်ကျွန်တော်မိသားစုကအဖွားရဲ့ကျေးဇူးကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးထိုအတန်ဟာအရှာရှာနဲ့အတန်ဝေါ်ကြီးဖြစ်နေပြီးဝမ်းနည်းမှုတွေတောင်းပန်တိုးရှိုးမှုတွေနဲ့ပြည့်နှက်နေပါတယ်အဖွားလင်းတယောက်လက်ဖြတ်သွားလုံးလို့ကင်ထားတဲ့ဓာတ်တော်လက်ထဲကနေဝန်းကနေမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်မင်းကဘယ်လိုလုပ်စကားပြောနိုင်တာလဲမရှင်းကခေါင်းကိုမော့ပြီးဆက်ပြောပါတယ်ကျွန်တော်ဟာလော်ကီစွမ်းအားကိုနှစ်ပေါင်း30ကြာကျင့်ကြံခဲ့ပြီးမြေပြင်ရဲ့စွမ်းရည်တွေကိုစုပ်ယူရင်းနဲ့အတိအယံရရှိလာခဲ့တာပါဒီနေ့အစာရှာထွက်ရင်အဖွားရဲ့ဝါချင်းတောင်းရဲမှာပိတ်မိသွားခဲ့တာပါကျွန်တော်တရားမှာကိုမမှုပေမဲ့ကျွန်တော်ဇနီးရဲ့ဝမ်းပိုက်ထဲမှာရင်သွေးလေးတွေရာနဲ့ချီရှိနေပါတယ်သူဟာအရှိဘက်ကကျူတော်တွေကပေါက်တစ်ပေါက်ထဲမှာပုံနေတာပါကျွန်တော်ဒါပြန်မလာရင်သူတို့အားလုံးအသက်ရှူချက်ပြီးဖြစ်စေမြစ်ပြက်ပြီးဖြစ်စေတေကုန်ကြပါလိမ့်မယ်အဖွားလည်းဒုက္ခတွေအများကြီးခံစားခဲ့ရဘူးတာကိုကျွန်တော်သိပါတယ်ကျွန်တော်နေရာမှာကိုချင်းစာပြီးတနာညာတာပေးပါဦးဗျာထိုစကားတွေကိုကြားလိုက်ရတဲ့အခါအဖွားလင်းရဲ့နှလုံးသားတစ်ခုလုံးတုန်လှုပ်သွားခဲ့ပါတယ်အဖွားဟာကျေးဇူးကမ်းတဲ့မိမိရဲ့သားဖြစ်သူနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ခင်မွန်းတီကိုတတိယသွားမိပါတယ်ခင်မွန်းဖြစ်သူမသေးဆုံးခင်ကအဖွားရဲ့လက်ကိုဆွဲပြီးမိမမင်းဒုက္ခတွေအများကြီးခံခဲ့ရပြီးငါမရှိတော့ရင်သားလေးဓာတ်ညိုကိုကောင်းကောင်းစောက်ရှောက်ပေးပါသူကြီးပွားချမ်းသာလာရင်မင်းကိုတေချာပေါက်ပြန်လုပ်ကျွေးမှာပါလို့ပြောခဲ့ပူပါတယ်ဒါပေမဲ့မိမိဝမ်းနဲ့လွယ်မွေးထားတဲ့သားရင်းခောက်ကလေးကဒီလောက်အထိနှလုံးသားမရှိကျေးဇူးကမ်းတက်လိမ့်မယ်လို့ဘသူကထင်ထားမှလဲသားဖြစ်သူဟာမြို့ပေါ်ကိုပညာသင်သွားပြီးချွန်းထောက်နဲ့အိမ်အောင်ကြကလေးကလုံးဝပြောင်းလဲသွားခဲ့တာပါချွန်းထောက်ကတောသူဖြစ်တဲ့ရောက်ခမောက်ကိုအရန်ထင်သေးပြီးအဖွားစီကနေနွားချီနန်နဲ့စားတော့ရင်လည်းအတန်ပလန်တွေထွက်တယ်ဆိုပြီးအမြဲပြောလို့ရှိပါတယ်ဓာတ်ညိုကလည်းဇနီးဖြစ်သူစိတ်ချမ်းသာဖို့အတွက်အဖွားကိုနှိစက်သမျှငြိမ်ခံနေခဲ့ပြီးနောက်ဆုံးမှာတော့မိခင်ရင်ကိုအိမ်ပေါ်ကနေမောင်းချလိုက်ကြပါတယ်ကြွက်တောင်မဝင်ခြင်းနဲ့စုပ်ပြတ်တက်နေတဲ့တဲအိုလေးစီကိုအဖွားတယောက်တည်းပြန်သွားဖို့တွန်းပို့ခဲ့ကြတာပါဒါတွေကိုတွေးမိရင်အဖွားလေးရဲ့မျက်ဝန်းတွေမြည်ရဲလာပါတယ်မျက်နှာပြင်အကွဲကြောင်းတွေနဲ့အသားမာတွေတက်နေတဲ့မိမိရဲ့လက်တွေကိုကြည့်ရင်တစ်ဖက်မှာလည်းမိသားစုအတွက်အသက်ဘေးကနေတောင်းပန်နေရှာတဲ့ငရှင်ကိုကြည့်ပြီးအဖွားရဲ့စိတ်ထဲမှာတက်ဖြတ်လို့တဲ့စိတ်ကုံလုံးချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်တရိษံတော်မှသူ့ရင်သွေးတွေကိုကာကွယ်သေးတာပဲမိမိကဘာလို့မိသားစုတစ်ခုလုံးကိုဖျက်ဆီးရမှာလဲအဖွားဟာတပြင်းတစ်ချက်ချပြီးငရှင်ကိုရေစလုံးနဲ့ထည့်လိုက်ပါတယ်ထို့နောက်ရွာရဲ့အရှိဘက်ကကျူတော်စီကိုအမြန်ခြေလန်းခဲ့ပါတယ်ထိုအချိန်မှာညကလုံးဝမောင်တိကျနေပါပြီရှုံးလုံးတွေကိုဖျက်ကျော်လျှောက်လန်းနေစဉ်ကျူပင်တွေကြားထဲမှာလေတွေကတဝူးတိုက်ခတ်နေပါတယ်ရေဆက်နားမှာစလုံးကိုချလိုက်ပြီးကဲမင်းသမီးစီပြန်တော့ပြီးတော့နောက်ခါပိုတတိထားအောင်တခြားသူတွေရဲ့ဖမ်းတာကိုထက်မခံရစေနဲ့အောင်မရှင်ကြီးဟာရေထဲကိုဖြည်းဖြည်းချင်းလျှော့ဆင်းသွားပေမဲ့ချက်ချင်းထွက်မသွားသေးပါဘူးခေါင်းကိုပြန်လှည့်ပြီးစကားထပ်ပြောပါတယ်အဖွားဟာတကယ်ကိုကျင်နာတတ်တဲ့နှလုံးသားရှိသူပါကျွန်တော်မိသားစုကိုကယ်တင်ပေးခဲ့လို့ကျေးဇူးဆက်ဖို့နေလည်းမရှိပေမဲ့အကြံတစ်ခုတော့ပေးခဲ့ပါရစေဒီနေ့ညတန်းကောင်ရအချိန်မှာအပြင်မှာဘာပဲဖြစ်ဖြစ်အဖွားရဲ့ခုတင်ပေါ်မှာမအိပ်ပါနဲ့ဒါကိုတေးသေးချာချာမှတ်ထားပါထို့သူပြောပြီးနောက်ဝေဝါးနေတဲ့ရေပြင်ထဲကိုမိုးရှိုးပြောက်ကွယ်သွားပါတော့တယ်ရေမျက်နှာပြင်ပေါ်မှာတော့ထူးဆန်းတဲ့အိမ်မက်တစ်ခုလိုပဲရေစီးကြောင်းဝဲတိုက်ရက်လေးတွေသာကြံရစ်ခဲ့ပါတယ်အဖွားလင်းဟာရေဆက်နားမှာမလုံးမရှက်ရက်နေရင်ငှခမ်းထဲမှာမအိပ်ရဘူးဟုတ်လားဒီညထူးဆန်းတာတစ်ခုခုဖြစ်တော့မှမလို့လားလို့တွေးတောနေမိပါတယ်အိမ်ပြန်လန်းတစ်လျှောက်မှာလည်းအဖွားဟာထိုအကြောင်းကိုပဲတောက်လျှောက်တွေးတောနေခဲ့ပါတယ်ညှင်းမဲ့လာတာနဲ့အမျှတရွာလုံးစိတ်ငြိမ်သွားပြီးလေလွင့်ခွေးတွေရဲ့ဟောင်တန်တော်မကြားရတော့ပဲညငှက်တွေရဲ့အော်မီတန်တွေသာကြားနေရပါတယ်အဖွားလင်းဟာတောတူတောင်သားဖြစ်တာကြောင့်ကြောက်ရွံ့စိတ်ရှိနေပေမဲ့ကောင်းမှုလုပ်ရင်ကောင်းကျိုးခံစားရမယ်လားလို့ယုံကြည်ထားပါတယ်တေချာပြန်တွေးကြည့်ရင်လည်းမိမိမှာဆုံးရှုံးစရာဆိုလို့စုတ်ချတဲ့တဲအိုတစ်လုံးနဲ့ခုတင်ဦးကြီးပဲရှိတာပါဒါပေမဲ့လည်းငရှိရဲ့စကားကိုနားထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကြိုတင်ကာကွယ်ထားတာကမမှားနိုင်ဘူးလေအသိဉာဏ်ရှိတဲ့တရဝတကောင်ရဲ့စကားကတိုက်ဆိုင်မှုတော့မဖြစ်နိုင်ပါဘူးအိမ်ပြန်ရောက်တဲ့အခါအဖွားဟာမိအိမ်အောင်မထွန်းတော့ပါဘူးခတင်ပေါ်ကအမွှားဖာထေးထားတဲ့ဆောင်းဟောင်းကြီးကိုလိပ်ပြီးအိမ်ထဲမှာမအိပ်ပဲဆွန့်ပစ်ထားတဲ့နွားတင်းကုတ်ဦးတွေကိုတွားလိုက်ပါတယ်ထိုနေရာကိုနွားတင်းကုတ်လို့ဆိုကြပေမဲ့နွားမရှိတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီကောက်ရိုးချောက်တွေနဲ့ကရိယာဟောင်းအချို့သာကြန့်ရှိပြီးလေတူးထဲမှာစူထိုင်းနဲ့မျက်ချောင်းနဲ့တွေလှိုင်းနေပါတယ်ကောက်ရိုးပုံကြားထဲမှာခွေလေးအိမ်ရင်အဖွားတယောက်အိပ်ပျော်သွားခဲ့ပါတယ်ဆောင်းအုံးဆရဲ့အေးစိမ့်တဲ့လေစိမ့်တွေကတင်းကုတ်ရဲ့အကွဲချောင်းတွေကြားကနေတိုးဝင်လာတာကြောင့်အဖွားလင်းဟာချမ်းလုံးလို့တုံရင်နဲ့တစ်ဖက်ကိုလှည့်ပြီးဆောင်းကိုခင်းချင်းချုံလိုက်ပါတယ်ဒါပေမဲ့လည်းလေတူးကြီးကလေးလံထိုင်းပိုင်းလာတယ်လို့မျိုးထူးဆန်းတဲ့ဖိအားတစ်ခုကိုခံစားနေရဆဲပါအဲ့ဒီအချိန်မှာပဲရုတ်တရက်တရွာလုံးကခွေးတွေဟာယူမတက်ဝိုင်းဟောင်ကြပါတော့တယ်